ဒီကမနော်မြေစီစားပင်တီလေးကိုတောက်မယ်ဆိုလို့ရှိရင်ရေနွေးပူပူလေးတည်ပြီးတော့မှအဲ့လိုလောင်းထည့်ပြရဖို့ကောင်းတယ်ပေါ့နော်အဲ့ဟာမှာ10မိနစ်ထည့်ပြီးလို့ရှိရင်လည်း10မိနစ်လောက်ခဏထားပြီးမှသူကဒီလိုမျိုးအယောင်လေးနည်းနည်းရင်းလာမှသူ့ရဲ့အကျိုးအာနိတင်ရမှာနော်တကယ်လို့အခုလေးထည့်ပြီးတော့မှတိတ်မဝါလေးကို10မိနစ်မထားဘဲနဲ့ဒီလိုမျိုးတောက်လိုက်လို့ရှိရင်သူ့အကျိုးအာနိတင်ကဒီအိတ်ထဲမှာပဲကျန်နေမှာပေါ့နော်ဒီနည်းနည်းတော့အချိန်ပေးပြီးတော့မှသူ့ရဲ့အာနိတင်တွေထွက်လာအောင်လို့အချိန်ပေးပြီးမှတောက်ပြီးနော်ပြီးတော့နောက်တစ်ချက်ကျတော့ဒီရဲ့ဟာကိုတချို့လူကကျတော့သူတို့ကအလုံးလုံးရင်းနဲ့အဲ့လိုမေ့သွားပါတော့မေ့ပြီးတော့မှအေးတဲ့ချိန်မှာတောက်တာထဲပေါ့နော်ဒီလိုမျိုးပူတုံးတွေးတုံးလေးမှာ10မိနစ်ထားပြီးလို့ရှိရင်တောက်ပြီးလို့ရရင်နော်အဲ့ဆိုလို့ရှိရင်သူ့ရဲ့အကျိုးအာနိတင်ကပို့ပြီးတော့မှထိရောက်မှာပေါ့နော်တကယ်လို့ဒီရဲ့မနော်မြေစီစားပင်တီကိုအစီကြချင်ဖို့တက်တက်ပဲတောက်မယ်ဆိုလို့ရှိရင်လည်းကိုအိမ်မှာရှိတဲ့တမယာဒီတစ်စိမ့်လောက်ပြည့်နော်အဲ့လိုတောက်တဲ့ချိန်ဒီမှာညှစ်ထည့်ပြီးလို့ရတယ်ပြီးလို့ရှိရင်တမယာဒီညှစ်ထည့်တဲ့ချိန်ကတော့သူကတမယာဆိုတော့နည်းနည်းချင်တယ်ပေါ့နော်တမယာဒီမဟုတ်တော့တမယာဒီစစ်စစ်ဆိုတော့သူကချင်တယ်အဲ့ဆိုလို့ရှိရင်တကယ်လို့ကိုစီမှာကိုအိမ်မှာကြားရည်ရှိတယ်ဆိုလို့ရှိရင်ကြားရည်နည်းနည်းလေးထည့်ပြီးတော့မှအဲ့လိုရောပြီးမှတောက်ပြီးလို့ရှိရင်လည်းပို့ပြီးတော့မှဝေးကြပို့တဲ့ဆိုရင်ဒီမှာထိရောက်စေရနော်ဒီမနော်မြေစီစားပင်တီကိုကိုကကြတော့ဝေးရမ်းချုပ်တာနေပြီးတော့မှဒီပိုက်ချက်ချင်တယ်ပေါ့နော်အစီလေးချက်ချင်တယ်ပိုက်လေးချက်ချင်တယ်ဆိုပြီးတော့မှရွေးတောက်ခဲ့တာအခုဆိုလို့ရှိရင်မျက်နှာဆိုလို့ရှိရင်သူကဟိုမျိုးတကူလုံးကိုအဲ့လိုအစီပူတွေကိုတပြရဆိုရင်တော့အဲ့ဆိုလို့ရှိရင်ကိုကအခုဆိုလို့ရှိရင်မျက်နှာမှာဆိုလို့ရှိရင်ပို့ပြီးတော့မှကြီးလာပြီးဝမ်းအရမ်းချုပ်တဲ့ပြဿနာနေပြီးတော့မှအခုဆိုလို့ရှိရင်လည်းအဆင်ပြေသွားပြီပေါ့နော်ရင်တော့ဆိုဝမ်းအရမ်းချုပ်တော့ဒီနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတခုခုဆိုလို့ရှိရင်ဒီနားလေးကဟာဒီဝက်ချန်ဆိုအရမ်းပေါက်တယ်ပြီးလို့ရှိရင်နောက်မှဆိုအမာယူအမဲဆက်တွေနော်ဝက်ချန်ပေါက်ပြီးလို့ရှိရင်ကြံခဲ့တဲ့ဟာအဲ့လိုအမဲဆက်တွေအများကြီးပဲနော်အခုဆိုလို့ရှိရင်အရမ်းပါသွားပြီပြီးလို့ရှိရင်တခုပြောမှဆိုမျက်နှာလေးကြီးသွားပါတော့ဝမ်းလည်းပုံမှန်သွားတဲ့ကြောင့်မလို့အပူပုတ်လည်းကင်းနေပေါ့နော်ပြီးလို့ရှိရင်ကိုဆိုလို့ရှိရင်လည်းအစီတွေဆိုလို့ရှိရင်အရင်တော့ဆိုရင်တရက်လုံးမှတစ်ထုပ်ပဲတောက်တာနော်အခုဆိုလို့ရှိရင်ကအရမ်းကြိုက်လို့နော်ပြီးတော့ကိုဆိုလို့ရှိရင်ဝါလည်းမဝပါတော့အရန်ဝါလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့အစီရောမချအောင်ပေါ့နော်ဒါပေမဲ့ဒီရရှိနေတဲ့ဝိတ်လေးကိုပို့ပြီးတော့မှထိန်းချင်တယ်ပြီးလို့ရှိရင်လှချင်တယ်ပေါ့နော်အဓိကတော့အစီပိုလေးကြားပြီးတော့မှပိုက်လေးချက်ချင်တယ်ဒါကြောင့်မတောက်ခဲ့ရပါတော့အခုဆိုလို့ရှိရင်တောက်က၄-၅လဆိုတော့ဒီအစီပိုက်ခေါက်3ထည့်ရနေပြီးတော့မှတစ်ထစ်လေးပဲကျန်တော့နော်အခုဆိုလို့ရှိရင်တကယ်လက်တွေ့ကိုတွေ့အရန်ကောင်းလို့ညွှန်ပေးတာပါပြီးတော့အခုဆို